လေရင်တစ်စင်းဟာဆင်းသက်ပြီးတာနဲ့ဘာကြောင့်ချက်ချင်းပြန်တက်သွားရတာလဲလေရင်မှုကတခုခုမိချန်ကိလို့လားဆိုတော့တေချာတာကတော့မဟုတ်ပါဘူးဒီလိုအန်ဒီယများတဲ့လှုပ်ဆောင်ချက်ကို go around လို့ခေါ်ပါတယ်လေရင်ဟာဆင်းသက်ဖို့နီးစပ်နေပြီးဘီးတွေပြေးလန်းတဲ့ထိနေရင်တောင်လေရင်မှုကဆင်းသက်ဖို့မလုံခြုံတော့ဘူးလို့ရုတ်တရက်ဆုံးဖြတ်လိုက်တဲ့အခါဆင်းသက်ခြင်းကိုချက်ချင်းရပ်တန့်ပြီးနောက်တစ်ချိန်ပြန်ဆင်းဖို့လေရင်ကိုအမြင့်တို့ပြန်တင်ရပါတယ်မြေပြင်အနီးမှာရုတ်တရက်လေပြင်းတိုက်ခတ်တာဟာအဖြစ်အများဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်ဒီလိုအခြေအနေမှာလေရင်ကပြေးလန်းကိုစောင့်မိပြီးအပေါ်ကိုပြန်ခံတတ်သွားတတ်ပါတယ်အဲ့ဒီအခါလေရင်ကိုအပေါ်သို့ပြင့်တင်တဲ့အားပြန်လည်ဖြစ်ပေါ်လာပါတယ်ဒီအချိန်မှာလေရင်ကိုအတင်းချဖို့ကြိုးစားမယ်ဆိုရင်လေရင်ဘီစနစ် landing gear ကိုဆိုးရွားစွာပျက်စီးစေနိုင်ပါတယ်နောက်ထပ်အဖြစ်များတဲ့အကြောင်းရင်းကတော့ပြေးလန်းပေါ်မှာစက်ပစ္စည်းတွေလူတွေဒါမှမဟုတ်တိရစ္ဆာန်တွေရှိနေတာကြောင့်ပဲဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာလေရင်မှုတွေကအင်ဂျင်တွေကိုပြန်တက်တဲ့စနစ် take off mode ကိုချက်ချင်းပြောင်းလိုက်ပြီးဒုတိယတစ်ကြိမ်ပြန်ဆင်းတက်ဖို့ကြိုးစားကြရပါတယ်ဒီလုံရဲ့အန်ဒီယေကတော့လေရင်ဟာမြေပြင်နဲ့အရန်နီးကပ်နေခြင်းဖြစ်လို့အင်ဂျင်တွေအရှင်ပြည့်ပြန်ရဖို့အချိန်ယူရတာပဲဖြစ်ပါတယ်စက္ကန့်အနည်းငယ်နောက်ကျသွားရင်တောင်လေရင်ဟာပြေးလန်းပေါ်မှာအန်ဒီယေဖြစ်သွားနိုင်ပါတယ်